အမဲသားအဆက်ကြောဆူဆူအီအီလေးကြောစားပါမယ်ဒီလိုမျိုးဆက်ဆက်ကလေးအရေးရှဲလေးနဲ့ပေါ့နော်ဒါကတော့မိုးခိုသားကိုသုံးထားပါတယ်အသားကိုတော့နည်းနည်းလေးပို့ပြီးတော့ထူပြီးတော့စိတ်ထားပါတယ်မြင်မြင်တသေးလေးကြာရင်လည်းစိတ်လို့ရပါတယ်စားရတာမဟုတ်ပဲငန့်ပြားရည်ထည့်ပြီးတော့နေပါမယ်ပဲငန့်ပြားရည်အချိုရောအကြည်ရောထည့်ပါတယ်နော်ပြီးရင်တော့ဂျင်းကျသွန်ပြူတောင်လေးထည့်မယ်ပြီးတော့ပြောင်းကော်မုံလေးနည်းငယ်ဖြူလိုက်ပါတယ်ပြီးဆိုရင်တော့အိုးပူလေးကိုစီထည့်ပြီးတော့ညီမတို့မဲသားတွေကိုထည့်ပြီးတော့ကြော်ပါမယ်မိပြင်းပြင်းလေးနဲ့ကြော်ရပါမယ်မိုးခိုသားဆိုတော့သူကအရင်ကြီးအကြာကြီးတော့ကြော်စရာမလိုပါဘူးခဏနဲ့ကြက်ပါတယ်ဒီလိုမျိုးအယောင်လေးပြောင်းပြီးတော့မှရေလေးထွက်လာသူ့ရေနဲ့သူပေါ့နော်လုံးရင်းနဲ့ထွက်လာပြီးဆိုတဲ့အထိကိုစောင့်ပေးရပါမယ်ဒါဆိုရင်ဒါအယောင်လေးပြောင်းပြီးတော့လုံးလာပြီပေါ့နော်ပြီးဆိုရင်တော့ညီမကအသားနူးလေးနည်းနည်းလိုရေလေးနည်းနည်းလေးထပ်လိုက်ပါတယ်ကဲပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးရေစီကြံရေးကြံလေးပေါ့နော်အဲ့လိုဟင်းထမင်းနဲ့နေစားလို့ရအနေထားလေးရရင်တော့ငရုတ်သီးချမ်းမုံလေးထည့်လိုက်ပါတယ်ဆက်ဆက်ကလေးစားခြင်းလို့ပါအချိုစားခြင်းနဲ့လူဆိုရင်တော့မထည့်လဲရပါတယ်ကဲရေလေးနည်းနည်းခန်းသွားပြီဆိုရင်တော့ရပါပြီရှင်မွေးလေးနဲ့ဆက်ဆက်ကလေးပေါ့နော်ရေချမ်းစီကြံလေးနဲ့ထမင်းလေးနဲ့နေစားအရင်ကိုကောင်းပါတယ်မိုးခိုတာသုံးမှရပါမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်